လူငယ်တဲ့နှစ်ကျော်ကိစ္စကိုပြန်စားဖို့ကမိန်းကလေးရဲ့တိတ်ခါကိုချနေတဲ့အစွန်တော်အောင်လားထောင်ကထွက်ပြီးချိန်မိမအောင်ဖြစ်တဲ့ဝိုင်းစုခံတဲ့ပေါ်မှာပြဿနာရှာခဲ့တဲ့အစွန်တော်အောင်လားရဲ့ကိစ္စကိုပြည်သက်တို့ကမိနေကြလောက်ပြီးထင်ပါတယ်အစွန်တော်အောင်လားဟာတေးတေးဆိုနေဂီတရာမှာအရေးချင်းရှိတဲ့သူတစ်ယောက်ဖြစ်ပေမယ့်အချင်းစာရိတ္တကတော့အတော်လေးကိုချွေရင်းတဲ့သူလို့ဆိုလို့ရပါတယ်အစုံတော်အောင်လိုင်းရဲ့ချေရေးချေရလေးထဲမှာအစုံတော်ဝိုင်းစုခံတဲ့တယောက်ကသာလူရဝင်ခဲ့ပြီးမိသူတို့လူရဲ့ဆက်ဆံရေးအတော်လေးကြီးရဆိုတဲ့အခြေအနေဖြစ်နေကြတာပဲဖြစ်ပါတယ်။ထောင်ကထွက်လာပြီးချင်းမှာဇနီးဖြစ်သူရဲ့ခြေရှုပ်ပုံကိုအောက်ဖယ်လိုက်ရင်သူ့ရဲ့ရှုပ်တွေကိုပါဖွင့်ချမိခဲ့တဲ့အောင်လားဟာပတ်ရှုပ်ခဲ့ပူတဲ့မိမတွေထဲမှာမိုးပွင့်ဖြူဆိုတဲ့မိန်းကလေးနာမည်ပါခဲ့ပါတယ်။အနုပညာရှင်တွေမှာလည်းနာမည်တူမိန်းကလေးရှိနေတဲ့အတွက်အရှက်နဲ့တိတ်ခါကိုထိမ့်သိမ့်မှုသူမမဟုတ်ကြောင်းအင်တာဗျူးဖြေခဲ့တာပဲဖြစ်ပါတယ်။ထို့အချိန်မှာတော့ဘယ်ရောက်နေမှမသိတဲ့အောင်လာဟာနှစ်ကြာပြီးမှထိုအင်တာဗျူးကိုပြန်ပြီးသူမကိုလည်းမသိတာမို့လို့ငိုယိုပြီးဖြည့်ရှင်းစရာမလိုကြောင်းပြန်ပြောခဲ့တာပဲဖြစ်ပါတယ်။ဒါမိန်းကလေးတယောက်ပေါ်မှာမဆာနာပဲစော်ကားပြောဆိုတာဖြစ်တဲ့အတွက်အောင်လိုက်ရဲ့လုပ်ရတဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ကြပါအောင်ရှင်။